စီးပွားတစ်ခုကိုအောင်မြင်အောင်လုပ်တယ်လမ်းကြောင်းပေါ်ရောက်အောင်လုပ်တယ်အခြေချလာတယ်အဲ့ဒီကြံရည်ဖန်ရည်လေးကတော့ original ပါလာပြီးသားညံရည်ထဲမှာပါနေတော့ကိုကအဲ့လိုမျိုးလေးဖြစ်သွားတယ်လမ်းကြောင်းပေါ်ရောက်သွားတယ်အဆင်ပြေလာတယ်စွန်ဦးတီထွင်သူလို့ပြောလို့တော့မရဘူးဒါပေမဲ့မြန်မာနိုင်ငံမှာဘယ်သူမှမလုပ်ခင်ကတည်းကဘယ်သူမှထဲထဲဝင်ဝင်မလုပ်ခင်ကတည်းကခေတ်စားအောင်marketing တွေလုပ်ပြီးတော့ပြောလာဆိုလာတဲ့အထဲမှာတော့ပါတယ်လို့ပြောလို့ရတယ်ကိုအရှိကဂူရူကြီးတွေဒိတ်ကျဲတွေရှိခဲ့တယ်တကယ်တော်တဲ့ပညာရှင်တွေလည်းရှိခဲ့တယ်သို့ပေမဲ့လူတွေရဲ့လက်ထဲကိုအဲ့ဒီ AI ကိုရအောင်ပို့ပြီးတော့ digital marketing တွေ social marketing တွေနဲ့အဲ့ဒီအရာတွေဟာလူတွေရဲ့ luxury ဖြစ်လာနိုင်တယ်အဲ့ဒီအရာတွေဟာရောင်းကုန်တစ်ခုဖြစ်လာနိုင်တယ်ဆိုတာကိုကြိုတွေးပြီးတော့ညံရည်နဲ့ပို့ဆောင်ခဲ့တဲ့အထက်မှာပါဝင်တဲ့ပုံကိုတယောက်ဖြစ်တယ်စလုပ်တယ်လို့မပြောဘူးစွန်ဦးတီထွင်သူလို့လည်းမပြောနိုင်ငံခြားမှာခေတ်စားနေတာကြာပြီဖြစ်တဲ့အရာတစ်ခုမိဘတွေတားနေတဲ့ကြားတွေကလူတကာတားနေတဲ့ကြားတွေကတတိကျအလုပ်ပါကွာလို့ပြောနေတာကိုဓာတ်ပုံစတူဒီယိုလုပ်ငန်းကြီးကိုပတ်ဆိုပြစ်ချပြီးတော့အဲ့ဒီတဲ့ကိုထဲထဲဝင်လာတဲ့လူငယ်တယောက်အနေနဲ့ပြောချင်တဲ့စကားလေးတစ်ခုရှိတယ်ကြိုက်တဲ့လူလိုက်လုပ်ပါကျွန်တော်တို့လည်းနိုင်ငံခြားဟာကို copy လုပ်ပြီးတော့လုပ်လာတာပါကျွန်တော်တို့လည်းနိုင်ငံခြားလုပ်နေပညာရှင်တွေကိုအခုချိန်ထိလိုက်ပြီးတော့မှီညမ်းပြီးတော့ကြိုးစားနေရတဲ့သူတွေပါသို့ပေမဲ့စတင်ပြီးတော့လှုပ်ဆောင်တဲ့အချိန်မှာဒီလုပ်ငန်းဒီထဲထဲဝင်ဖြစ်လာတယ်ဆိုတဲ့အချိန်မှာခင်ဗျားတို့တထေးတွေကျင်းထဲလိမ့်မယ်ခင်ဗျားတို့တထေးတွေကောင်းကောင်းဒလာပေးလိမ့်မယ်ပြောရရင်ခမည်းတစ်ခုတိထားရမှာတစ်ခုကခမည်းတတိတိုင်းကခမည်းဖြစ်ချင်တဲ့ပုံစံအတိုင်းသူတို့ဖြစ်ချင်တဲ့ပုံစံအတိုင်းသူတို့လိုချင်တဲ့ပုံစံအတိုင်းမလုပ်ပေးဘူးဆိုလို့ရှိရင်ခမည်းဒုက္ခရောက်မှာပဲအဲ့တော့စမ်းသက်တဲ့ပုံစံမျိုးမလုပ်ပါနဲ့ကျွန်တော်လည်းစမ်းသက်တဲ့ပုံစံမျိုးလုပ်ခဲ့လို့နောင်တတွေဒုက္ခတွေအများကြီးရောက်ခဲ့ဘူးတယ်ကျွန်တော်လည်းစမ်းသက်တဲ့ပုံစံမျိုးသွားလုံမိလို့ကျွန်တော်စိတ်ဒုက္ခတွေအများကြီးခံခဲ့ရဘူးတယ်ကျွန်တော်ရှုံးဘူးတယ်ကျွန်တော်လျှော်ခဲ့ရဘူးတယ်အခုထိလည်းရှိနေတော့ပဲဒါပေမဲ့ကျွန်တော်ငါးကန်အကြီးတွေကနေစပြီးတော့ကျွန်တော်စပြီးတော့လုတ်ထဲကကျွန်တော်ကြောက်တုံးတူကို2022မှာကျွန်တော်စပြီးတော့လုတ်ခဲ့တယ်ကျွန်တော်လုတ်တဲ့လက်ရာကျွန်တော်လုတ်တဲ့ quality ကိုဒီပုံတွေမှာကြည့်လို့ရတယ်ကျွန်တော်လက်ခံခဲ့တယ်အဲ့ဒါဒီကျွန်တော်စမ်းသပ်ပြီးတော့လုတ်ခဲ့တာပေါ့နော်ဒါပေမဲ့အခုအချိန်ဒီမှာငွေလိုချင်တာတစ်ခုတည်းနဲ့လုံးဝစမ်းသပ်လို့မရဘူးလုံးဝသွားပြီးတော့တွတ်ရှုပ်လို့မရအောင်အဲ့တော့နာမည်ပြတ်သွားလိမ့်မယ်အဲ့တော့ကျွန်တော်အခုဆိုလို့ရှိရင်လုပ်ငန်းပိုင်းဆိုင်ရာမှာအမှားတွေအများကြီးကြုံခဲ့ရတဲ့အရာတွေရှိတယ်ဒါတွေကိုပြန်ပြီးတော့ဖားသေးပြုပြင်ရမယ့်အရာတွေရှိတယ်ဖားသေးပြုပြင်ရမယ့်အရာတွေလည်းရှိတယ်လို့ပြန်လှုပ်ဆောင်ပေးရမယ့်အရာတွေလည်းရှိတယ်ဒါတွေကိုအကောင်းမွန်ဆုံးလုပ်ပေးဖို့အတွက်ရွေချက်ကြီးကြီးမားမားထားပြီးတော့ကိုလိုက်လံလှုပ်ဆောင်ပေးနေရတယ်ဒီတော့သူပတ်ဆက်ရနေရပဲသူအစင်ပြေနေတာပဲဆိုတဲ့အချိန်တွေမှာနောက်ကလိုက်လုပ်တဲ့လုပ်ငန်းရှင်တွေနောက်ကလိုက်လုပ်တဲ့လူတွေကျွန်တော်ကတော့ပွင့်လင်းပြောလို့ရှိလို့ရှိရင် line ပေါ်မှာကျွန်တော်ရေတခွန်စောက်လုပ်ရေးဆိုတာကိုစတင်ပြီးတော့ကျွန်တော်လူသိတာကျွန်တော်ပထမဆုံးပဲ Sweet Honey ကုမ္ပဏီကရေတခွန်စောက်လုပ်ရေးလုပ်ငန်းတွေရှိကောင်းရှိလိမ့်မယ်အများကြီးရှိလိမ့်မယ်ဒါပေမဲ့ကျွန်တော် social မှာရေတခွန်စောက်လုပ်ရေးကိုထဲထဲဝင်စတင်ကြော်ညာတာကျွန်တော်ရေတခွန်စောက်လုပ်ရေးကိုအကြီးကြီးမားမားကြီးအနေနဲ့အဲ့ဒီတော့ဘယ်သူမှမလုပ်သေးဘူးရေတခွန်စောက်လုပ်ရေးဆိုတာလုပ်ငန်းလားလို့တော့မေးတာငါးကန်လုပ်တဲ့လုပ်ငန်းနဲ့ Taridian Plutadian လုပ်ငန်းနဲ့ဒါလေးနဲ့တွဲပြီးတော့ကျွန်တော်လုပ်တာကျွန်တော်အရှိမှရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ကျွန်တော်လောက် line ပေါ်မှာလူမသိဘူးမအောင်မြင်ဘူးမှန်တယ်နော်ကျွန်တော်ပြောတာရှင်းရှင်းလေးအဲ့တော့အခုကျွန်တော်ဖြစ်လာတဲ့နောက်ပိုင်းမှာကြောက်တုံးတူးဆိုလဲကြောက်တုံးတူးပလန့်ဝေါဆိုလဲပလန့်ဝေါရေတကွန်ဆိုလဲရေတကွန်အသေးတန်လိုက်လုပ်တဲ့အခြေအနေမျိုးမှာကျွန်တော်လူငယ်တွေခြာတိတ်တွေတတိထားရမယ့်အရာလေးကိုကျွန်တော်ပြောချင်တာကကြိုက်တဲ့လုပ်ငန်းကိုလိုက်လုပ်ပါလိုက်လုပ်တာကောင်းပါတယ်ဟို copy ကူးတာကောင်းပါတယ်သို့ပေမဲ့အန်ဒီရဲ့ကင်းအောင် copy ကူးပါအန်ဒီရဲ့မကင်းပဲနဲ့တာဝန်ယူတာဝန်ခံမရှိဘဲနဲ့သွားလုံးမိလို့ရှိရင်ခမားတို့လောက်တာကခမားတို့အလုတ်တင်ထိခိုက်မှာမဟုတ်ကျွန်တော်တို့ဒီရေတကွန်စောက်လို့ရေလုံမယ်လို့တွေးထားတဲ့သူတွေကမလုံရသေးတဲ့သူတွေကကျွန်တော်တို့ရောအများကြီးထိခိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ခမားတို့ကအလုတ်ရကျင်တာခမားတို့အလုတ်ဖြစ်ချင်တာခမားတို့အောင်မြင်ချင်တာခမားတို့ပေါ်လွင်ချင်တာတခုတည်းနဲ့ခမားတို့နံပါတ်1ခင်ဗျားတို့ဈေးကွက်ဖြတ်မယ်နံပါတ်2ခင်ဗျားတို့မလုတ်တက်ဖဲနဲ့လိုက်လုပ်မယ်ဒါလေးများလွယ်လွယ်လေးပါကွာဆိုပြီးတော့ကျွန်တော်တို့စီကနေဖိတ်ဆင်သွားတဲ့ဝန်ထမ်းအပိုင်းစာတွေနဲ့ခင်ဗျားတို့လုပ်မယ်လုပ်တဲ့အချိန်ကြာလို့ရှိလို့ရှင်ခင်ဗျားတို့ဘာဖြစ်မလဲအမားတွေ့မယ်အမားတွေ့လို့ရှိလို့ရှင်ခင်ဗျားတို့ယော်ရမယ်အဲ့တော့ကျွန်တော်တောင်မှဒီနေ့ဒီချိန်ဒီချမ်းချမ်းသာသာမနေရသေးဘူးလူမဖြစ်သေးဘူးဘာဖြစ်လို့လဲဆိုတော့ယော်နေရတာနဲ့ပြီးနေတယ်ဒီအလုပ်ဒီနိုင်ငံခြား YouTube တို့နော်ကျွန်တော်တို့ဒီ pink thread တို့ကနေကြည့်ပြီးတော့လှုပ်လို့မရဘူးလားရတယ်ဒါပေမဲ့အဲ့ဒီကကုန်ချမ်းနေဒီမှာမရှိတဲ့အတွက်အင်တန်ခတ်တယ်အဲ့ဒီလိုဖြစ်ဖို့လဲအရန်ခတ်တယ်အဲ့တော့တာဝန်ယူတာဝန်ခံနဲ့လုံနိုင်နေဆိုလို့ရှိရင်တော့လှုပ်ပေါ့အဲ့တော့ဈေးကွက်ဖြတ်တဲ့အနေလုပ်ငန်းကိုဖြတ်တဲ့အနေနဲ့သွားလှုပ်တဲ့ဟာကြီးကမအောင်မြင်တိုင်ပတ်ဒုက္ခရောက်သွားလှုပ်တဲ့ဟာကြီးကမအောင်မြင်တိုင်ပတ်ဒုက္ခရောက်အဲ့လိုမျိုးဖြစ်သွားမှာကိုစိုးရိမ်လို့ကျွန်တော်သတိပေးခြင်းဖြစ်ပါတယ်ဒီဗီဒီယိုလေးဟာဘယ်သူမှပင်လယ်သမုဒ္ဒရာကြီးဟာလူတိုင်းတောက်လို့ရပါတယ်ပြီးတော့ကျွန်တော်တို့ထင်နေတဲ့စီးပွားရေးလုပ်ငန်းကြီးအကျေပြန့်နေဆိုတာတကယ်နဲ့
အရန်ချမ်းသာတဲ့တတိတွေကကြည့်လို့ရှိရင်ဒီလုပ်ငန်းကတကယ်နွားချီရကွက်လေးပါခြာတိတ်ကွက်ပါအဲ့တော့ဒါကြီးကိုစကွက်လူနေစရာလဲအကြောင်းမရှိပါဘူးလွတ်လွတ်လပ်လုပ်ပါရှာပွေလေ့လာပါကြိုးစားပါကျွန်တော်တော့မှစမ်းသပ်မိလိုက်တာဒီကျွန်တော်အာမခံလိုက်တာမျိုးတွေကိုအခုအချိန်ထိယော်နေရတာမျိုးတွေတာဝန်ယူနေရတာမျိုးတွေဒီနေ့ထိရှိပါတယ်ဒါပေမဲ့ကျွန်တော်ဒီကုမ္ပဏီကြီးဖြစ်သွားတဲ့အတွက်ကျွန်တော်ဒါတွေကိုတာဝန်ယူနိုင်တယ်ယော်နိုင်တယ်ဒါပေမဲ့ကလေးတွေနောက်ကလိုက်လာတဲ့လူတွေဟာမလုံနိုင်မဲနဲ့ပြေးသွားတာတွေကြားနေရပါတယ်မလုံဖဲနဲ့ထားခဲ့တာမျိုးတွေကြားနေရပါတယ်အဲ့တော့ရေတကွန်လောကကလူတွေရေတကွန်နေတာရီယန်တွေပလူဒရီယန်တွေလောက်တဲ့လောကသူလောကသားအချင်းချင်းစီးလုံးဖို့လိုတယ်အဲ့ဒီလူတွေအကိုလုံးကိုကလင်ကကြစ်တွေပါကွာရှောက်ခြင်းထဲနေတာပါလို့ထင်သွားတဲ့အထင်မျိုးမဖြစ်စေခြင်းလို့ပြောခြင်းဖြစ်ပါတယ်လုပ်ငန်းတစ်ခုကိုကော်ပီကူးတာကောင်းပါတယ်ဒါပေမဲ့အန်ဒီအရန်များပါတယ်အဲ့ဒါလေးကိုသိစေခြင်းလို့ပြောပြတာပါလိုက်လို့ပါလေးလာပါတင်ယူပါနောက်ပိုင်းမှာတကြံပြီးတင်တန်းတွေဖွင့်သွားဖို့လည်းအစီအစဉ်ရှိပါတယ်ရေတကွန်နဲ့ပတ်သက်ပြီးတော့ဒီနေ့ဒီချိန်ထိ plan 1နဲ့ပတ်သက်ပြီး stone wall တွေနဲ့ပတ်သက်ပြီးတော့ဘယ် culture မှာ error တက်တာမကြုံဘူးပဲမဲ့ landscaping ဘိုင်းကို error တက်တာတွေ landscaping ဘိုင်းမှာမှားတာတွေရေပိုက်စနစ်တွေဒီရေတန့်စနစ်တွေပြီးတော့ကျွန်တော်တို့ဒီ smoker ကိစ္စတွေပြီးတော့ရေဖြန်းစနစ်တွေမှာကျွန်တော်တို့မှားခဲ့တာတွေရှိပါတယ်ဒါလည်းအများကြီးမဟုတ်ပါဘူးတစ်ခုနှစ်ခုပေါ့နော်အဲ့တော့ကျွန်တော်တို့ဝန်ထမ်းတွေကြီးပဲနဲ့ထားတဲ့အချိန်မှာလည်းအဆင်မပြေသလိုကျွန်တော်ကိုယ်တိုင်သွားရောက်ပြီးကြီးကြပ်ဖို့မအားတဲ့အခြေအနေမျိုးတွေမှာဖြစ်သွားတဲ့ error တွေတောင်တော်တော်များတာဖြစ်တဲ့အတွက်ကိုအောင်မြင်တဲ့တာဝန်ယူတာဝန်ခံရှိတဲ့ကုမ္ပဏီတစ်ခုကိုလူတစ်ယောက်ကအပ်ပြီဆိုလို့ရှိရင်အဲ့ကုမ္ပဏီကိုလုံနိုင်တယ်လို့ယုံကြည်ထားလို့ဖြစ်ပါတယ်အဲ့တော့မိမိကိုတာဝန်ယူနိုင်တယ်ဆိုလို့ရှိရင်အရာရာအားလုံးတာဝန်ယူတာဝန်ခံတဲ့အလုပ်လုပ်စီကျင်ပါတယ်အခုကျွန်တော်မန္တလေးမှာစိုက်နှစ်ခုကိုကျွန်တော်တို့ပြန်လဲတာဝန်ယူရတဲ့အချိန်မှာသူများလှုပ်သွားတဲ့မပြီးပြတ်တဲ့အရာတွေဖြစ်ပါတယ်ကျွန်တော်တို့ပြည်ဦးလွင်မှာလည်းထိုနည်း၎င်းပဲသူများလှုပ်သွားတဲ့ဟာကိုပြန်ဖြူရတာဖြစ်ပါတယ်အဲ့တော့ရန်ကုန်မှာလည်းတချို့တစ်ဝက်ကကျွန်တော်တို့ကိုစောင့်ပြီးအားပေးတဲ့မိတ်ဆွေရှိပါတယ်အရန်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့လည်းမမားဘူးလို့မပြောပါဘူးမှားပါတယ်အမားတွေလည်းရှိခဲ့ပူပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီအရှုံးခံပြီးတော့လည်းစောင့်နိုင်တယ်ပြန်ရော်တာမျိုးလည်းလုပ်နိုင်တယ်ပြန်လှုပ်ပေးတာမျိုးလည်းလုပ်နိုင်တယ်အဲ့တဲ့ချိန်နဲ့အောင်တောင်းပန်တာမျိုးလည်းကျွန်တော်တို့လုပ်နိုင်တယ်ဒါပေမဲ့အဲ့လိုမျိုးအရေးချင်းတွေမရှိဘဲနဲ့အဲ့လိုမျိုးတွေလှုပ်ပေးနိုင်တဲ့စွမ်းအားမရှိဘူးဆိုလို့ရှိရင်တော့ brother တို့အနေနဲ့ဒီလုပ်ငန်းကိုမဖြတ်စည်းစေချင်ပါဘူးခင်ဗျာအဲ့တော့ကျွန်တော်တို့လုပ်ငန်းကိုဒီထက်မကတိုးတက်အောင်ဒီလုပ်ငန်းတွေကမြန်မာနိုင်ငံကိုအခုမှရောက်လာတဲ့လူတွေစိတ်ဝင်စားလာကြတဲ့အချိန်မှာအကုန်လုံးကရေတကွန်စောက်လို့ရေဒီအရာဆိုလို့ရှိရင်ချင်သွားအောင်နှာခေါင်းရှုံသွားအောင်တော့မလုံးမိဖို့အတွက်ကျွန်တော်ပြောချင်ပါတယ်အဲ့တော့အရာရာအားလုံးကိုတာဝန်ယူတာဝန်ခံနဲ့သွားပါလုံနိုင်တဲ့စွမ်းအားကိုပေးပါကျွန်တော်လည်းနာမည်ပြမရှိဘူးလို့မပြောပါဘူးကျွန်တော်မုန်းတဲ့လူကျွန်တော်နဲ့လောက်ရတာမနှစ်သက်တဲ့လူကျွန်တော်နဲ့လောက်ရတာမကြိုက်တဲ့လူရှိပါတယ်ဒါပေမဲ့အ ਨੇ စုဖြစ်ရမယ်အကိုလုံးချင်သွားပြီဆိုလို့ရှိရင်တော့ဒီကုမ္ပဏီဟာစိတ်ပြက်စရာကောင်းသွားပါလိမ့်မယ်အဲ့တော့အဲ့လိုမျိုးတစ်ခါစားအနေနဲ့ PPO တွေလိုက်လုပ်တဲ့အခါမှာကျွန်တော်တို့က digital marketing သိမယ် social marketing သိမယ်လူတွေကိုဈေးရောက်ရအောင်ရောင်းတတ်တာတခုတည်းနဲ့လုပ်လို့ရတဲ့လုပ်ငန်းတွေမှာဒီလုပ်ငန်းမပါဘူးမပါတဲ့အခါကျတော့ကိုလုပ်တဲ့အလုပ်ကိုတာဝန်ယူရမယ်ကိုလုပ်တဲ့အလုပ်ကိုတာဝန်ခံရမယ်ပြီးတော့နောက်တစ်ခုကဧည့်သည်စီကငွေရကျင်တာတခုတည်းနဲ့ဧည့်သည်စီကပတ်ဆက်ရကျင်တာတခုတည်းနဲ့ကျွန်တော်တို့လိုက်လုပ်လို့မရဘူးအဲ့တော့ပြီးတော့နောက်တစ်ခုကတခြားလုပ်ငန်းပျက်စီးကြောင်းစိုက်ဝါးတွေလိုက်ထည့်တာမျိုးတွေလည်းကျွန်တော်တို့ကြုံရတယ်တွေ့ရတယ်ဒါတွေကိုကျွန်တော်ပြောပြတာပါဘာဖြစ်လို့လဲဆိုတော့ customer တယောက်ကဒီဟာဒီမော်တော်ကားဝယ်တာမဟုတ်တဲ့အတွက်စိုင်ပတ်လည်းစုံစမ်းလို့မရဘူးအဲ့တော့စုံစမ်းမိတဲ့အရာတွေကဈေးတွေမတန်တဆဟနေရမျိုးတွေရှိတယ်ပြီးတော့ quality ဘိုင်းဆိုင်ရာမှာဒါကိုကြိုက်လို့အပ်တာမျိုးရှိမယ်ဒီကုမ္ပဏီကိုကြိုက်လို့အပ်တာပဲရှိအကုန်လုံးကျွန်တော်ကြိုက်ရမယ်လို့မပြောပါဘူးကြိုက်စားလည်းအကြောင်းမရှိပါဘူးကျွန်တော်လုပ်တာလည်းလွဲတာတွေအများကြီးရှိရဲမလှတာတွေလည်းအများကြီးရှိရဲလှတာတွေလည်းအများကြီးရှိရဲအသင်ပြရလည်းအများကြီးရှိရဲသဘောကျရလည်းအများကြီးရှိရဲဧည့်သည်နဲ့အစင်မပြေရလည်းအများကြီးရှိရဲဧည့်သည်နဲ့အစင်ပြေပြီးကိုယ်မို့ဖို့ပေးရဲ့ဧည့်သည်လည်းရှိထိုနည်း၎င်းပဲမိတ်ဆွေတို့အနေနဲ့အလုတ်လုတ်ချင်တဲ့ဇောနဲ့ပတ်သက်ရချင်တဲ့ဇောနဲ့ဒီလုပ်ငန်းမှာ hero ဖြစ်ချင်တဲ့ဇောနဲ့လုပ်မယ်ဆိုလို့ရှိရင်ခံလိုက်ရတဲ့ဧည့်သည်ကခံရပြီးသွားလို့ရှိရင်နောက်လူကိုအယုံကြည်မရှိတာတွေများလာလို့ရှိရင်ဂဲမှန်ဘူးတဲ့စာတငယ်လို့ဖြစ်သွားတဲ့အချိန်ကြလို့ရှိရင်ကျွန်တော်ဒီလုပ်ငန်းကြီးကတဖြည်းဖြည်းနဲ့တိမ်ကောပပျောက်သွားပါလိမ့်မယ်မလို့ကလည်းအပင်ဆိုင်လိုက်လို့ရတဲ့ဧည့်သည်တွေအများကြီးရှိပါတယ်အဲ့တော့လောကတိုင်းကိုလိုက်ဖြတ်စည်းနေတဲ့စီးပွားရေးသမားတွေကကျွန်တော်တို့လုပ်ငန်းကိုလည်းဖြတ်စည်းနိုင်ပါတယ်ဒါကြောင့်မလို့တတိထားဖို့ပြောချင်ပါတယ်ကျွန်တော်နဲ့တိုင်ပင်ပါကျွန်တော်တို့နဲ့ဆွေးနွေးပါပတ်သက်မပေးရပါဘူး marketing အရာ marketing strategy အရာ social media မှာ influence တစ်ခုခုလုပ်နိုင်တဲ့အနေအထားတစ်ခုတည်းနဲ့တော့ဒီလုပ်ငန်းကိုလိုက်ပြီးတော့လက်ခံလို့မရပါဘူးခင်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အလုပ်ကအင်မတန်ကိုတာဝန်ကြီးပါတယ်ကြိုက်တဲ့အဖွဲ့အစည်းကိုခေါ်ပါကျွန်တော်တို့လောက်တာဝန်ယူတာဝန်ခံရှိတယ်ဆိုလို့ရှိရင်ကျွန်တော်အာမခံနဲ့လုပ်ပါနော်လုပ်ပါကျွန်တော်တို့လိုမျိုးနာမည်ပြတ်မှာကြောက်တဲ့ကျွန်တော်တို့လိုမျိုးကုမ္ပဏီ